Premier League ပွဲလေပြန်စနေပြီဆိုတော့ငါတေချာအောင်ဆိုင်မှာဖြစ်တော့မယ်ကွာဟာဟိုမှာငါတို့အားကစားဒရိုက်တာကြီးပါလားသူဘာလာကတ်သွားအော်အာဆင်နယ်နဲ့တွေ့မယ်ပွဲဆွဲလူစင်းမယ်ဟာဆက်စကိုကတော့ရှိုးပါလားဒီကောင်မဲပါမှာပါဒီကောင်ကဆရာကြီးဆိုတော့ဟာခေါင်းကားတယ်ဒီကောင်မျက်နှာလည်းမကောင်းပါလားမပါဘူးထင်တယ်ဒီကောင်ဒါဆိုဘယ်သူပါမှာလဲစက်စီများပါမှာလားမသိဘူးဟာငါနာမည်ပါလားဟာငါပါတော့မှာပဲ Premier League ရဲ့ပွဲဥထောင်ငါအာဆင်နယ်နဲ့ကျုံးသွားတော့မှာပဲနောက်ဆုံးတော့ငါရည်တွေ့တော့ငါချပြဝင်ရတော့မယ်ကြိုက်ပြီလေโอเคနီးပြရတော့ငါ့ကိုယုံလို့အာဆင်နယ်နဲ့တွေ့မယ်ပွဲမှာဆက်စကိုတို့ဇီစီတို့ကြော်ပြီးငါ့ကိုရွေးချယ်သွားတယ်သူယုံကြည်လာအောင်ငါပို့ပြီးလုပ်ရမယ်အားကြောင့်ငါ training တွေပို့ဆင်းရမယ်သူနဲ့အာဒီတာနဲ့အပီပြိုင်ကျုံးမှာဆိုတော့ငါသူ့ကိုမျက်နှာပြောင်းအောင်လုပ်လို့မရဘူးကွာအားကြောင့်ငါ training ဆင်းရမယ်ဆင်းရမယ် social media မှာလည်းငါသတင်းတွေကတော်တော်ပြန့်နေပြီဆောင်းရမိုက်ကွာဟာဒီမှာဆိုလဲငါနဲ့ငါ fan တယောက်နဲ့ဓာတ်ပုံတွေ့ထားတော့တင်ထားပါလားဟာငါတော်နာမည်ကြီးနေပြီပဲအေးပေါ့ငါ့ကိုသတင်းပေါင်းတော့ဖော်ပြမှာပေါ့ငါအရင်ပွဲတော့ MVP ရထားတာဟိုမောင်းတမဖြစ်ထားတာဒါတော့ရှိမှာပေါ့ကွာကဲပြောနေကြတယ်ကွာငါအခုပဲ training သွားဆင်းတော့မယ်ကဲပထမဆုံး shooting ကျင့်မယ် power kick ကျင့်မယ်ကွာကန်ထားပြီးဂိုးတယ်ကဲနောက်တစ်လုံး power kick ဟာကွတ်တီပဲ share ပဲကဲနောက်တစ်လုံးလာပြီးအိုးကွတ်တီပဲကဲနောက်တစ်လုံးလွဲတယ်ခင်ဗျာဒီလုံးရောကဲနဲ့ဂိုးတယ်ငါ shoot တယ်တော့ကောင်းလာပြီပဲကိုတော့မပုတ်တယ်ကဲနောက်တစ်လုံးကွတ်တီပဲဟေးကဲပထမ training မှာ power kick အဆင့်ရသွားရနော်ဟဲကဲနောက်တစ်ခုထပ်ဖြုတ်မယ်ကွာဒီ training ကနည်းနည်းတော့ခက်တယ်ကွာ 1v1 တွေ့ပြီးတော့ dribbling training ကွာ 1v1 တွေ့ဖြုတ်ရတဲ့ training ဆိုနည်းနည်းတော့ခက်တယ်ဒါမှရတယ်ကွာဖြုတ်မယ်ကွာမသိဘူးကိုရီမင်းတို့ကလိုက်လူတယ်ငါဒီကောင်လိန်မယ် body စားမယ်ခွင်းနဲ့ရောက်ဝင်မယ်ကဲဒါပဲဖြုတ်မယ် okay training မှာလည်းငါအဆင့် A ရတယ်ဒါဆိုငါအာဆင်နယ်ပွဲအဆင့်လေးဖြစ်ပြီ okay အခုပဲသာကျုံးမယ်ကွာကဲချစ်ကလေးသားအဘတော်မိဘပြည်သူညီကိုမောင်နှမအားလုံးပဲမင်္ဂလာပါခင်ဗျာအခုဆိုရင်တော့ Premier League ပွဲတွေကလည်းပြန်လည်စတင်လာပြီးတော့ဒီနေ့ပွဲဥထွက်မှာတော့ Manchester United နဲ့အသင်းနဲ့ Arsenal အသင်းတို့က Manchester Old Trafford မှာကန်သွားမှာပဲဖြစ်ပါတယ်ကျွန်တော်နဲ့အတူစောင့်ကြည့်လိုက်ကြအောင်လားခင်ဗျာ